တယောက်တည်းရဲ့စိတ်ငြိမ်တဲ့နေ့လေခင်နေအောင်ရှိတဲ့အခန်းတစ်ခုကိုရွေးမယ်စာမဖတ်ဘူးတချင်းလဲနားမထောင်ဘူးဒီတိုင်းလေးပဲသတင်းပေါက်ကနေတိုးဝင်လာတဲ့နေအောင်ကြီးကိုငေးမယ်လေးတူတဲ့ဖုန်တွေဝဲနေတယ်တိုက်အောက်မှာလူတွေစကားစမြည်ပြောနေကြတယ်တချို့ကပြေးနေတယ်ပြီးတော့ကလေးတွေရဲ့အော်ဟစ်ရင်မောတန်တွေကြားနေရတယ်ဒါကຫນွေနေ့တစ်နေ့လည်းဖြစ်မယ်စောင်းနေ့တစ်နေ့လည်းဖြစ်မယ်ဘာနေ့ပဲဖြစ်ပေါ့နေအောင်ကြီးနဲ့ဖြုံးတီးလို့ရတဲ့အချိန်တိုလေးတစ်ခုငါတို့မှရှိတယ်ဘယ်အချိန်ကစမှန်းမသိအချိန်မနာတမ်းလိုက်တာမောင်းနေတာကိုငါတို့ခံနေရတယ်မြန်ထက်မြန်အောင်နဲ့ဘာတွေမြန်နေရတာလဲဒီနေ့လေခင်လေးတစ်ခုငါ့ကိုမပေးနိုင်ဘူးလားငါနဲ့သာသက်ဆိုင်တဲ့ဒီနေ့လေခင်လေးကိုငါပြုံးပရစီခတ်တရှောက်နေတဲ့ခြေလမ်းတွေကိုရက်တန့်ပြီးနောက်ကနေအသေးအတန်အမိလိုက်နေတဲ့စိတ်ဝိညာဉ်ကိုရက်ဆောင်ရင်ပေါ်